ချို့ကတော့စကားကပ်ပြီးတော့မှပြောမယ်ပေါ့လေပါဝါဘတ်မှာဒီလိုပါဝါဘတ်ရှိတဲ့သူတွေကတော့၄ယောက်ရှိရင်ဒီမှာပုံလေးလုံးအားသွင်းလို့ရတယ်ပေါ့ MIP DC Power Station ကနှလုံးပဲသွင်းလို့ရမယ်ဒီနားမှာပဲလာပြီးသွင်းရမယ်လို့စကားကပ်ကောင်းကပ်လိမ့်မယ်အဲ့ဒီတော့လေသူ့မှာအဖြေရှိပြီးသားဒီမှာငကပ်ပါတယ်ဒီမှာကွတ်ချက်ရတဲ့ဟာတွေကြီးပဲဒီမှာဆိုရင်ကွတ်ချက်ရတာကတစ်ပေါက်ပဲပါတယ်ညာတော့အပြင်ကွတ်ချက်ပါလာမှနှစ်ပေါက်ပဲအကုန်လုံးကွတ်ချက်ရတယ်ဆိုတာကရှားတယ်ဒီမှာကွတ်ချက်ရမယ်ရှိတယ်မိသားစုဝင်6ယောက်ရှိတယ်ဆိုရင်ဒီလို extra ကတ်လေးနဲ့၄ကတ်လုံးမှာကွတ်ချက်ရတဲ့ဟာနဲ့ DC to DC နောက်ကချက်ကြိုးလေးနဲ့ထိုးပြီးတော့မှအဝေးမှာလည်းတွားပြီးတော့မှအာသွင်းလို့ရတယ်၄ယောက်တဲမကအောင်မို့လား10ယောက်ရှိသလားနောက်ထပ်2ကတ်ဒါမှမဟုတ်ကတ်တစ်ကတ်ချက်တူတကတ်မှဒါ PC အားလုံးမှ2000လောက်ပဲရှိတယ်2000တော့မပြည့်ပါဘူးအဲ့လိုသုံးလို့ရတယ်ဘာတွေထပ်ဝယ်ရအောင်လဲဆိုရင်ဒါကသုံးဆွဲတဲ့သူပေါ်မှာမူတည်ပြီးတော့မှမီးရနှလုံးပဲထွန်းနေတယ်ကျွန်တော်ဒီ power station ဝယ်လိုက်ပြီဆိုတာနဲ့မီးကတော့ auto နှလုံးပါပြီးသား charger ပါပြီးသားဒီလိုမျိုးတိုက်စီအာသွင်းယူပါပြီးသားဆိုလာနဲ့အာသွင်းမဲ့သူတွေအတွက်ကလည်းဒီလိုဆိုလာကွန်ထရိုလာအကောင့်ခံထားပေးပြီးသားမီးနှလုံးနဲ့မလောက်လို့မီးနောက်ထပ်တစ်လုံးရကျင်တယ်ဆိုရင်တော့ထပ်ပြီးတော့မှဝယ်လို့ရတယ်သူ့မှာပါတဲ့အုပ်စုံကတော့ဘာမှထပ်ဝယ်စရာမလိုအောင်လုပ်ထားတယ်ဆိုလာတော့မရှိဘူးပဲကျွန်တော်မှဆိုလာမှာရောင်းလာကြအောင်ပေါ့ဆိုလာတော့ထပ်ဝယ်ရလိမ့်မယ်ဆိုလာနဲ့အာသွင်းနေတဲ့သူတွေဆိုအာသွင်းနေတဲ့သူတွေအတွက်ကတော့မီးလာမီးပြတ်သုံးနေတဲ့သူတွေအတွက်ကတော့ချာချာကျိုးနောက်မှ30 AK နဲ့စပြီးကျွန်တော် 5A ချာချာကျိုး12.6 ဖို့ 5A ချာချာကျိုးပေးတယ်အဲဒါကြောင့်ဘာမှထပ်ဝယ်စရာမလိုဘူး Wi-Fi သုံးနေတဲ့သူတွေအတွက် DC to DC ကျိုးပေးလိုလောက်ရတယ်တချို့3ပေး ready made ကျိုးတွေပေးတယ်ကျွန်တော်လိုလောက်ထုတ်ပေးတယ်15ပြည်လောက်ဒီကိုကျွန်တော်ထုတ်ပေးတယ်အဲ့ကကြတော့ဘာမှထပ်ဝယ်စရာမလိုဘူးတက်ကူမှပိုးပြီးတော့မှအဆင်ပြေနေတယ်ဆိုရင်သူ့ကမှမီးလာမီးပြက်အတွက်ကိုမှ relay နဲ့ဆင်ပြီးတော့မှ auto ချိန်ပြောင်းလုပ်ချင်တယ်ဆိုရင်လည်းလုပ်ပေးသေးတယ်အဲ့ဒီအတွက်လည်းထပ်ပြီးတော့မှကျွန်တော်ဘာမှငွေကြီးတစ်စုံတွေကထပ်ယူထားတာမရှိဘူးအဲ့ဒါအရင်နေ့ရဲ့ video file တွေမှာကျွန်တော်တင်ပေးခဲ့ပြီးမီးလာပြီးရဆိုရင်ဒီ power station ကပိတ်သွားလိမ့်မယ်ပိတ်ပြီးတော့မှ battery ကိုအားသွင်းနေမယ်မီးပြက်ပြီးဆိုတာနဲ့ချက်ချင်းဒီ power station နဲ့မီးကိုထုတ်သုံးမယ်အဲ့စနစ်ပါထည့်ခြင်းနဲ့ဆိုရင်ထည့်လို့ရသေးတယ်ဒါပေမဲ့အားနည်းချက်အားသာချက်လေးတော့ရှိတာပေါ့အဲ့ခါကျတော့ဒီဟာဆိုရင် all in one လို့ပြောတော့လကားပြောတော့မဟုတ်ဘာမှလည်းထပ်ဝယ်စရာမလိုဘူးလောက်စင်တော့အားလုံးနားလည်မယ်လို့ထင်ပါတယ်